ဝေးတသိန်းကျော်ကနေပြီးတော့9သိန်းဝန်းကျင်ထိသုံးမယ်ဆိုရင် touch screen mobile မှာဘယ်ဖုန်းမျိုးစားလေးရမလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်ဗျပထမဆုံးအနေနဲ့ဆိုရင်ကျွန်တော်ဈေးအနည်းဆုံးလေးကနေစပြီးပြပေးမယ်ဗျအဆုံးအနေနဲ့ဆိုရင်တော့ iPhone 6 Plus 64GB fingerprint လေးဗျဒီကောင်လေးကကျွန်တော်တို့ဓာတ်ပုံရိုက်တာလေးတွေ line သုံးတာလေးတွေအဆင်ပြေတယ် screen size ကြီးကြီးနဲ့ဆိုတော့ battery လေးလည်းခံနေတဲ့မှာပါသေးရဲ့ဗျဒီကောင်လေးကတော့မြန်မာငွေ3,600,000နဲ့မှ9,000ကျပ်ပါဗျသူ့ထက်နည်းနည်း model မြင့်ပြီးတော့ဈေးလေးနည်းနည်းပိုတာတွေကဆိုရင် iPhone 7လေးရှိမယ်ဗျ32GB ကိုမှ तू ကတော့ offline ခင်ဗျလက်ပွေရပါညာအကုန်လုံးရပါမယ်အလုံးနေထားတန့်ပါတယ်ဗျဒီကောင်လေးကတော့ကျွန်တော်ရောင်းမိမယ်စီမြန်မာငွေ2,100,000ပါဗျအယောင်လေးကလည်း silver color လေးဆိုတော့လူကြိုက်လဲတော်တော်လေးများရတယ်မှာပါပါတယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် iPhone နံပါတ်8ထဲကနေပြီးတော့ပြပေးမယ်ဗျ iPhone နံပါတ်8ထဲမှာဆိုရင်ကျွန်တော်ဈေးအနည်းဆုံးလေးရတော့ဒီကောင်လေးပါဗျဒီကောင်လေးကတော့ finger face လေးနဲ့body လေးအနှဲငယ်ရော့တာကြောင့်မလို့ဒီကောင်လေးကိုတော့မြန်မာငွေ2,150,000ကျပ်နဲ့ပဲရောင်းချပေးပြီးတော့ကျွန်တော် offline တွေကတော့ရှိနေဒီကောင်လေးတွေတော့ 64GB ဗျအကုန်လုံးကတော့လေလက်ပွေရ offline လေးတွေခင်ဗျအယောင်အနေနဲ့ဆိုလို့ရှိရင်တော့3ယောင်ရမယ်ဗျလူကြိုက်များတဲ့အယောင်လေးတွေပါပဲဒီကောင်လေးဆိုရင် version update ဆိုလို့ရှိရင်လည်း iOS 16ကျော်ထိရတာဆိုတော့အလုံးနေထားလဲတန့်တယ်ဒီကောင်လေးတွေကိုတော့မြန်မာငွေ3,100,000ကျပ်နဲ့ပဲရောင်းချပေးပါမယ်ဗျနောက်ဆုံး version ဒီရတဲ့ဆရာကြီးနှစ်ပါးကတော့ဒီကောင်လေးက battery နည်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးကိုတော့3,800,000နဲ့ရောင်းပေးမယ်ဒီကောင်လေးကိုတော့4,200,000ခွဲနဲ့ရောင်းပေးပါမယ်ဗျဒီကောင်လေးတွေကတော့ iPhone SE 2020ကျွန်တော် 64GB offline လေးတွေပါဗျ iOS version 26ကျော်ထိရသေးတယ်full screen AMOLED display နဲ့ iPhone Pro 8လေးတွေတော့မြန်မာငွေ4,950,000ကျပ်နဲ့ပဲရှိပါဗျဒီကောင်လေးတွေဆိုလို့ရှိရင်တော့ကျွန်တော် screen size အပြည့်ကင်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင်ပို့ပြီးတော့မိုက်တယ်ခင်ဗျဒီကောင်လေးတွေက camera quality လည်းမကောင်းပါဘူးကြာမလို့ camera ကလည်းကျွန်တော် share ပဲမှန်လည်းကျွန်တော် AMOLED display နဲ့ဆိုတော့တော်တော်လေးကိုမိုက်တယ်တဲ့မှာပါပါတယ်ဒီကောင်လေးတွေကိုချိန်နေတဲ့လို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Mandalay မြို့ရဲ့68လမ်း33နဲ့34လမ်းကြားလမ်းရဲ့အရှိဘက်က touch screen mobile မှာလာဝယ်လို့ရပါတယ်ဗျအားလုံးဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးပါ